နောက်တစ်ခုကကျွန်တော် what device ရယ် bit device ရယ် what device ပေါ့နော်ဒါဒီ0ကျွန်တော်ဒီ0သုံးလိုက်ပြီဆိုကြတယ် NTM1 ပေါ့နော် sorry ဒီကောင်က remote ဖြစ်နေတယ် right mode ကိုပြောင်း NTM1 OUT out ဟုတ်ပေါ့ကျွန်တော်အခုဆက်ပြောမှာက data transition လုပ်တဲ့နေကြ data transition ဆိုတဲ့ data type တစ်ခုနဲ့တစ်ခု chain လုပ်မှာပေါ့ဗျာတစ်ခုနဲ့တစ်ခု chain လုပ်မယ်ဆိုတော့ကျွန်တော်တစ်ခုပြောခဲ့တယ်ပြောခဲ့တာက H1 K1 A0 D0 ပေါ့ D0 အသုံးပြီးရှေ့မှာသုံးထားတာ D1 ပေါ့နော်ဒီမှာတော့ D1 လို့ပဲသုံးလိုက်မယ်3ပေါ့နော်အဲ့နေရာမှာလည်းခုပြောချင်တာဒါကတော့ဒါ binary ကနေ decimal ကိုသွားတာပေါ့ binary ကနေ decimal ကိုသွားမယ်နောက်တစ်ခုbinary ကနေ decimal ကိုသွားမယ်အခုက decimal ကနေ binary ကိုပြန်သွားမယ်ပေါ့လေ D1 D2 ပေါ့နော် D1 D2 K1 Y0 ပေါ့နော် K1 Y0 နောက်တစ်ခုကျွန်တော်ဒါက decimal ကနေ decimal ဖြစ်ဖြစ်ဒီမှာကျွန်တော်တို့ data တွေကို chain လို့ရတယ် decimal ကိန်းတန်း input လုပ်မလားဒါမှမဟုတ် hexadecimal ကို input လုပ်ချင်လားဆိုတာကျွန်တော်တို့ debug လုပ်တဲ့အခါမှာကိုထည့်ချင်လို့သတ်မှတ်ပေးထားလို့ရတယ်နောက်တစ်ခုကဒါကတော့ရိုးရိုးလေးပဲဗျာ data တွေမူလုပ်တာမှာdata တွေမူလုပ်တယ်ပေါ့လေမူလုပ်တာကို data ကိုကျွန်တော် combine လုပ်လိုက်မယ် simulation လုပ်ကြည့်ဒါ data တစ်ခုနဲ့တစ်ခုကြားမှာနောက် binary coded decimal ကိုပြောချင်လို့ဒါကိုအရင်ဆုံးနားလည်အောင်ပြောပြနေတယ် binary coded decimal ရဲ့အလုပ်လုပ်ဖို့ပေါ့လေဆိုတော့ကျွန်တော်ကဒါဖွင့်ထားတယ်ဒီမှာ flat တွေရှိ okay ပေါ့နော် sorry ဒီမှာဆိုလို့ရှိရင်ကျွန်တော်က move နောက်တစ်ခု D2 D2 တဲ့ကို what decimal ကိန်းကနန်း10ထည့်လိုက်10ထည့်ရင် K1 Y0 မှာ10ပွင့်နဲ့ sorry ဒီကောင်နဲ့ input output တွေကိုမြင်တောင်ကျွန်တော် H တွေ Y တွေထည့်မှရမယ် okay အဲ့ဒီ A0 တော့ဖြစ်လိုက်တော့ bit byte what byte ကို bit byte ဟော bit byte တွေနဲ့ခွဲပြီးတော့သုံးလို့ရတယ်လို့ပြောတာ okay ဒါကဒီ8 0 OUT 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 and 20ပေါ့နော်ဟောA1 or A2 or A3 ပေါ့နော် oh sorry A3 ပေါ့နောက်တစ်ခုက AT Y0 OUT out and 20 13အဲ့ဒါကို OR Y1 OR Y2 OR Y3 ဒီကောင်နဲ့ကျွန်တော် move data ကို move လုပ်တဲ့အခါကျရင်ဒီ bit တွေကဘယ်လိုလုပ်လဲဆိုတာကြည့်အောင်ဒီတိုင်းဆွဲလိုက်တာပေါ့နော် okay ဆိုတော့ဘာလဲ data type တစ်ခုနဲ့တစ်ခုကြားဘယ်လိုပြောင်းလဲလုပ်တယ်ပေါ့လေဘယ်လို data တွေ move လုပ်လဲရွှေ့လဲဆိုတော့စမ်းကြည့်အောင် combine လုပ်လိုက်မယ် online simulation လုပ် online simulation လုပ်ဆိုတော့ဒီ bit ကို auxiliary bit ကိုဖွင့်လိုက်မယ်ပေါ့လေ
auxiliary bit ကိုဖွင့်လိုက်မယ်ဖွင့်ထားမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် move k180 ကနေပြီးတော့4 bit ဆိုတော့80ကနေ83ထိပေါ့လေအဲ့ဒီdata တွေကို D1 ကိုရွှေ့မယ်လို့ကျွန်တော်ပြောတယ်ကျွန်တော်အရင်ရှေ့မှာလည်းကျွန်တော်ဒီဟာကိုပြောထားရှေ့မှာလည်းဒါကိုပြောပြီးပါပြီ okay ဒါပေမဲ့ထပ်ဆန်းကြည့်လိုက်မယ် on နော်ဒီ80 bit on တာနဲ့ဒီထဲမှာ D1 ထဲမှာ1ရောက်သွားပြီနောက်ထပ်ဆက် on မယ်ဆိုတော့ဒါ binary ကိန်းစဉ်တိုင်းသွားတာဒါက fast bit bumper bit နေတာ2 power 0 2 power 1ဆိုတော့ဒီ bit နှစ်ခုပွင့်တယ်ဆိုလို့ရှိရင် data register ထဲမှာdecimal ကိန်းတန်းက3ဆိုတာဝင်နေပြီပေါ့လေဆိုတော့ဒီ bit ၄ခုလုံး on တယ်ဆိုလို့ရှိရင်တော့ဒီ data register ထဲမှာ15ဆိုပြီးဝင်နေမယ်ပေါ့ဒါဆိုတော့ group ဖွဲ့ပြီးတော့သုံးနေထားပါပဲ okay နောက်တစ်ခုကဒီမှာဆိုလို့ရှိရင်ကျွန်တော် D2 ပေါ့လေဒီအောင်နှိပ်လိုက်မယ် D2 ဆိုကိန်းတန်းမှာသူကဒီမှာ switching data တက်တွေရှိတယ် what size table ဝက်လား float တိုက်တာပေါ့ float တိုက်တွေကြောင့်တော့မှာဆိုတိကျပြောပြတော့ဒီအောင် D2 ဆိုတဲ့ data register ကိုနှိပ်လိုက်တယ်ပေါ့ဒီပုံ click ထောက်လိုက်တယ်ထောက်ပြီးတဲ့ခါကျရင်ဒီမှာသူက data type က what size လား what ကိုမှ size လား what table what size လားပေါ့လေ size integer ဆိုတာ plus or minus ကိန်းနှစ်ခုလုံးရတယ်ဒီမှာဆိုလို့ရှိရင် set table rate ကိုပြထားပြီးသားထည့်လို့ရတယ်ပေါ့လေကျွန်တော် what size လေးပဲလုပ်လိုက်မယ်ဆိုတော့ဒီမှာ decimal ကိန်းတန်းအပေါ်မှာ decimal ကိန်းတန်းကိုဒီကောင်လေးကရှင်းနောက်ကြိုက်တယ်လို့တွဲသုံးလို့ရတယ်နော်ရှင်းနောက်သုံးလို့ရတယ်ပြောင်းသုံးလို့ရတယ်ပေါ့လေကိုဆိုရင်လိုအပ်ပြောင်းသုံးလို့ရတယ်ဆိုကြပါစို့ဒီ15ဆိုတဲ့ဟာကိုရှေ့မှာထားရဆိုရင် data register ထဲမှာ15လို့ရိုက်လိုက်တာနဲ့ဒီ divide တွေပေါ့လေ import divide ဖြစ်တဲ့ A0 ကနေပြီးတော့ A3 ထိဒီ 4 bit binary ရပွင့်သွားတယ်အဲ့လိုလည်းသုံးလို့ရတယ်ဟုတ်ကဲ့ဒီမှာတော့ hexadecimal number ကိုပြနေနော် hexadecimal ရဲ့သဘောက hexadecimal ဆိုတာကဘယ်လိုပြောမလဲဒီကောင်လေး16 bit ဒီ what divide တွေလို့ပဲ16 bit ရှိတယ်16 bit ရှိအောင်မှာသူကbinary ကိုပြောင်းလဲတယ်ဆိုလို့ရှိရင် 4 bit binary တစ်ခု 4 bit binary တစ်ခုအုပ်စုနဲ့ပဲပြောင်းတယ်ပေါ့သူကအရှင်းပြောရင် 4 bit binary တစ်ခုအုပ်စုနဲ့ပဲပြောင်းတယ်အဲ့ဒါကိုကျွန်တော်က f လို့ရိုက်တယ်ပေါ့နော် f လို့ရိုက်ပြီး15ဒါအပေါ်မှာလည်းအတူတူပဲ f ဆိုတာက hexadecimal ကိန်းတန်းရလို့ decimal ကိန်းတန်းရဆိုရင်15 hexadecimal ကိန်းတန်းဆိုရင် f လို့ရေးရတယ်ဒီဆိုတော့ကျွန်တော်ဒီအောက်မှာဆိုလို့ရှိရင်15လို့ရတဲ့အခါမှာ k1y0 ဆိုတော့ y0 ကနေပြီးတော့ y3 ထိ bit on သွားမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်မြင်ရမယ် okay ဆိုတော့ဒီ hexad to decimal hexad to binary decimal to binary to decimal ပေါ့လေဒီ data type တွေ chain တဲ့အခါ data type တွေရွှေ့တဲ့အခါဘယ်လိုပုံစံမျိုးရေးရတယ်လဲဆိုတာနားလည်မယ်ထင်ပါတယ်နောက်တစ်ခုကဒီ hexad to binary ပြောင်းတဲ့ကိန်းစဉ်လိုမျိုးပဲ binary ပြောင်းတဲ့ကိန်းစဉ်လိုမျိုးပဲနောက်တစ်မျိုးရှိတယ်သူက decimal to binary ပေါ့လေ binary ကိုမှ binary ကုတ်တဲ့ decimal သူကရိုးမှုနဲ့မတူဘူး ABC ဆိုတာဒါတော့မှားနေပါဘူး ABC တော့မဟုတ် BCD ပေါ့ binary ကုတ်တဲ့ decimal လို့ပြောချင်တာ BCD တော့ binary ကုတ်တဲ့ decimal ကဘာကိုပြောလဲဆိုရင် the version process is very similar to that hexadecimal ကိန်းတန်းလို့ပဲတဲ့သူက limit value ရှိတယ်ဘာလို့လဲဆိုတော့သူကကုတ်တဲ့ decimal ကို binary ကုတ်ထားတယ်ပေါ့လေ binary ကုတ်ထားတဲ့အတွက်သူက decimal ကိန်းတန်းတိုင်းပဲအလုပ်လုပ်မယ် decimal ကိန်းတန်းဘာရှိလဲဆိုတော့ decimal ကျွန်တော်တို့နေ့စဉ်ရေးတွက်နေတဲ့ဟာပေါ့လေ0 to 9 ထိရှိ0 to 9 ထိပဲဒီကောင်ကအလုပ်လုပ်မယ်ဆိုတဲ့ဟာအလုပ်လုပ်မယ်လို့ပြောချင်တာ။ဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်ကမြင်တော့ example တစ်ခုထပ်ဆွဲလိုက်မယ်ပေါ့။ move instruction နေရာမှာ BCT ပေါ့
binary coded decimal ဒါကိုကျွန်တော်မြင်တော့ K2 ပေါ့လေ 8 bit output ထုတ်လိုက်မယ်8 bit output ဆိုတော့80.4 ပေါ့နော် OUT out M40 ဒါ special memory bit တော့ special memory bit မဟုတ် auxiliary လို့ခေါ်တယ် memory bit တွေဒီကောင်တွေကပြင်ဆင်မော်တယ်ဒီ CPU မော်တယ်ပေါ့လေပြင်ဆင်မော်တယ် CD ပေါ်မူတည်ပြီးတော့ memory bit ဘယ်လောက်သုံးလို့ရတယ်ဆိုတာကျွန်တော်ရှေ့မှာဗီဒီယိုခုလည်းထုတ်လာခဲ့ပြီးသားရှိပါတယ်ဒီကလို့မရှင်းဘူးဆိုရင်တော့ကြည့်လို့ရတယ်ပေါ့ဒီ playlist ထဲမှာပဲကျွန်တော်တင်ထားပြီးသားရှိတယ် okay ဆိုတော့ကျွန်တော်8 bit ဆိုတော့ ORO 0.5 okay ORO 0.6 ORO 0.7 ပေါ့လေဒီကောင် binary coded decimal ကဘာနဲ့ဆင်တယ်လဲဆိုတော့ကျွန်တော်တို့ပြင်မှာဆိုလို့ရှိရင် IC လေးတွေတုံးထားတဲ့ဒီ7 segment display လို့ခေါ်တာပေါ့လေ display လေးတွေရှိတယ်ကဏ္ဍလေးတွေပြတဲ့ display လေးတွေအဲ့ဒီဂိမ်းတန်းရဲ့သဘောတစ်ပေါက်မှာလည်းဆင်တယ်ဂိမ်းတန်းရဲ့အလုပ်လုပ်ပုံပဲပေါ့လေ okay ဒီမှာဆိုလို့ရှိရင် BCD ရဲ့ binary coded decimal BCD ရဲ့အလုပ်လုပ်ပုံတစ်ချက်ကြည့်အောင် simulation လုပ်လိုက်မယ်simulation လုပ်လိုက်မယ်ပေါ့လေနော် simulation လုပ်လိုက်မယ်တော့ဖွင့်ထားလိုက်မယ်ဒီကောင်ဖွင့်လိုက်မယ်ပေါ့နော် sorry ကျွန်တော်ဒီကောင်မြင်တာအောင်ပြကြမြင်တာအောင်ပြကြတာဆိုတော့ဒီ move instruction မှာပါပြောင်းပေးလိုက်မယ် G1 sorry G1 A0 Y0 နဲ့တွားပါY0 နဲ့တွားမှာokay online simulation လုပ်လိုက်မယ် online simulation လုပ်မယ်ဒီဘက်ကိုဖွင့်မယ်1 okay ဆိုတော့ကျွန်တော်ကဒီ bit နှစ်ခုပေါ့လေဒီ move instruction ကိုပြောင်းလဲကြည့်ချင်တော့ဒီမှာ3ပေါ့နော် okay 3ဒီတော့4 bit လေး4 bit လုံး4 bit လုံး online ပေါ့လေ bit 4ခုလုံး online တဲ့ခါကျရင်ဒီမှာ decimal ကိန်းဂဏန်းရ15ဆိုတော့ဒီမှာဆိုတော့ထုတ်ထားခဲ့ပြီးသားဒါပေမဲ့ binary ကိန်းဂဏန်းကို binary ကိန်းဂဏန်းကဘယ်လိုအလုပ်လုပ်လဲပေါ့နော်ကျွန်တော်တို့ကဘယ်လိုလုပ်လဲဆိုတော့ဆောပြောဆို binary က binary coded decimal ကို binary ကုတ်ထားတာဆိုတော့ decimal ကိန်းဂဏန်းတိုင်းပဲ0 to 9ထိပဲလုပ်လို့နေရာတစ်ခုတည်းပေါ့လေဆိုကြပါစို့10ပေါ့နော်10ဆိုလို့ရှိရင်ဒီမှာ y ကဘာပွင့်လဲဆိုတော့သူက y4 ပဲပေါ့လေ4ပဲဆို5 bit ဘယ်လိုပြောလဲနောက်4 bit သူက4 bit တစ်ခု4 bit တစ်ခုအနေနဲ့သူကကဏ္ဍတစ်လုံးစာ decimal ကဏ္ဍ10လို့ပြောတယ်10ဆိုလို့ရှိရင်ရှေ့ကဏ္ဍကဒီ4 bit စာနောက်ကဏ္ဍကနောက်4 bit စာပေါ့လေဒီကောင်ကဒီကိန်းစဉ်ကိုဘယ်လိုကြောင့်အပေါ်ဟန်ဝင်မလဲအောက်ကဝင်ဆိုတာကိုဒီကိန်းစဉ်ကိုတစ်ချက်ကြည့်ရမယ်ဆိုလို့ရှိရင်binary ကိန်းဂဏန်းကဒီကနေစတယ်ပေါ့နော်ဒီကိုသွားတယ်ပေါ့ဒီကိုသွားတယ်ဆိုကြပါစို့ကျွန်တော်တို့က decimal ကိန်းဂဏန်းက110ဆိုရင်ခု10ရာကြီးလို့ပဲဒီကောင်လည်းဒီအစွန်ဆုံး
ညာဘက်အစွန်ဆုံးကနေစပြီးတော့ရီဒါ MSV ပေါ့ဒါ most significant value ဒီက less significant value အနည်းဆုံးတန်ဖို့အများဆုံးတန်ဖို့ဆိုလို့ရှိတယ်ဒီကနေစရတော့ပထမဆုံး bit ပထမဆုံး၄လုံးဒုတိယ၄လုံးဆိုလို့ရှိရင်ကျွန်တော်တို့က10ပေါ့ဒီမှာ1ရှိမယ်နည်းနည်းရှုပ်သွားမလားโอเคဆိုကြပါစို့ကျွန်တော်တို့ကဒီ decimal ကိန်းက DEC 30လို့ရိုက်လိုက်သူက4 bit စာကို4 bit စာဆိုတော့ဒီ0အတွက်က4 bit ဆိုရင်000ဒီ4 bit ကမအောင်ဒီ1ကဘယ်နေရာမှာအောင်လဲဆိုတော့ပထမဆုံး5 bit ကအောင်နေနော်0ဒီ5 bit နေရာအောင်နေ5 bit နေရာဆိုတော့ကျွန်တော်တို့က y k2 y0 လောက်ထားတဲ့အတွက် y4 on မယ်ပေါ့လေโอเคဒီမှာဆိုရင် program ရဆိုလို့ရှိရင် y4 on နေပြီအဲ့ဒါကိုဒီမှာကျတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်17လို့ရိုက်လိုက်တယ်ဒီ17လို့ရိုက်လိုက်တဲ့အခါကျရင်17လို့ရိုက်လိုက်တော့ဒီ bit ရယ်ဒီ bit ရယ်ဒီ bit ကလည်း1ဖြစ်သွားမယ်ပေါ့လေy0 ကလည်း1ဖြစ်မယ်y4 လည်း1ဖြစ်သွားမယ်โอเคဒီနေရာမှာကျွန်တော်ကနားလည်အောင် move instruction နဲ့ BCD instruction BCD ပေါ့ binary coded decimal instruction ဘာကွာလဲဆိုတော့ binary coded ဆိုတာကဒီ decimal ကိန်းဂဏန်းတစ်ခုချင်းခု10ရာဆိုခု10ရာခုဆိုရင်4 bit 10ဆိုရင်4 bit ပေါ့လေ10နေရာကဏ္ဍအတွက်4 bit ဆိုကြပါစို့110ဆိုရင်ခုအတွက်ဒီကောင်4 bit တ group 4 bit ဒီမှာဆိုလို့ရှိရင်မြင်ရမယ်โอเคဒီမှာ4 bit တ group 4 bit တ group 4 bit တ group ပေါ့လေဒီ4 bit တ group 4 bit တ group ပေါ့ဒီကောင်ကကဏ္ဍ၄လုံးပါမယ်ပေါ့နော်ကဏ္ဍ၄လုံး decimal ကိန်းနဲ့ကဏ္ဍ၄ခုဖြစ်သွားမှာပေါ့ဒါပေမဲ့ move instruction မှာကျတော့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ bit 4 bit ပေါ့4 bit အကုန်လုံးပွင့်လိုက်ရင်15ဖြစ်သွားတယ် binary မှာကျတော့9ပဲရမယ်9ပဲဖွင့်လို့ရမယ်10ဖွင့်လို့မရဘူး10ဖွင့်လို့မရဘူးနော်10ဆိုလို့ရှိရင်ဒီ4 bit က10ဖြစ်မနေဘူးပေါ့လေကျွန်တော်9လို့ဖွင့်လိုက်မယ်99ပေါ့နော်sorry ဒီပေါင်း99လို့ဖွင့်လိုက်တာဟဲ့ဘာဖြစ်လဲဆိုတော့ဒီကောင်က weight တွေပေါ့လေဒီ1ရယ်8ရယ်ပေါင်းဒီမှာဆိုလို့ရှိရင်ဒီ1ရယ်8ဒီ bit နှစ်ခုပေါ့လေ first bit နဲ့ fourth bit နဲ့ပွင့်တယ်ဒီကောင်လည်း first bit နဲ့ fourth bit နဲ့ပွင့်တယ်99ပေါ့99ဖြစ်ပဲအလုပ်လုပ်တယ်သူက decimal ကိန်းဂဏန်းရဲ့ decimal ကိန်းဂဏန်းတစ်ခုချင်းစီမှာ4 bit အလိုက်အလုပ်လုပ်သွားတယ်မှုမှာတော့အဲ့လိုမဟုတ်ဘူးမှုမှာတော့ဒီ4 bit ဖွင့်ထားတယ်ဆိုရင်4 bit ရဲ့ bit weight တွေပေါ့လေ bit weight တွေအကုန်လုံးပေါင်းချင်း15ဆိုတာကိုပြတယ်ပေါ့လေโอเคပါဆိုတော့ဒီဝေကိုပါဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဘာပြောသွားလဲဆိုတော့ဒီ bit တွေအကြောင်း bit byte အကြောင်း word byte အကြောင်းဒီ binary to decimal to ဒါမျိုး binary ပေါ့လေ binary hazard binary ဒီ conversion ဒီ data တဲ့ဒီကြားကအပြောင်းလဲတွေဘယ်လိုလုပ်ရမလဲဆိုတာကိုပြောခဲ့တယ်နောက်ပြီးတော့ binary coded decimal ပေါ့လေ decimal ကိန်းဂဏန်းကို binary ကုတ်ထားတာကဘယ်လိုလုပ်တယ်ဆိုတာကိုဒီလိုမှာပြောခဲ့တာဖြစ်ပါတယ်အဲ့တော့နားလည်မယ်လို့ညွှန်လင့်ပါတယ်အားလုံးအလုပ်ကိုင်းရေးအဆင်ပြေကြပါစေ